ဂျပန်စာတင်နဲ့ကျောင်းသားရေးတည်တဲ့ဂျပန်စကားပုံလေးကတစ်ခုニガした魚は大きいဒီစကားပုံလေးကမြန်မာလိုဆိုလို့ရှိရင်เนาะလွတ်တဲ့ငါးကကြီးတယ်ဆိုတဲ့စကားပုံလေးပဲဖြစ်ပါတယ်ニガしたဆိုတာဘယ်ကလာလဲဆိုလို့ရှိရင်ニガすကိုမိုဘီလိုကြောက်ခေါင်ပြောင်းထားတာပဲဖြစ်ပါတယ်အဲ့တော့ニガすဆိုတဲ့အတန်အတွက်လေးရှိတယ်သူ့မှာနောဂစုဆိုတဲ့အတန်အတွက်လေးရှိတယ်အတိတ်ပဲကတော့လွတ်မြောက်စေတာနဲ့လက်လွတ်လိုက်မိတာနောက်တစ်ခါကျတော့ထပ်ပြေးစေတာဆိုရဲအတိတ်ပဲပေါ့နော်အဲ့တော့ニガしたဆိုတာလွတ်လိုက်မိတဲ့魚ဆိုတာကငါ大きいဆိုတာကကြီးမားတော့အဲ့တော့ニガした魚は大きいさလွတ်လိုက်တဲ့ငါးကကြီးတယ်လွတ်တဲ့ငါးကကြီးတယ်ဆိုရဲအတိတ်ပဲဖြစ်ပါတယ်ဒီစကားပုံလေးရဲ့အတိတ်ပဲကိုပြောရမယ်ဆိုလို့ရှင်ကိုကလက်လွတ်လိုက်မိရဒါကြောင့်မလို့ကိုကြောင့်မလို့ဆုံးရှုံးသွားရတဲ့လူပုဂ္ဂိုလ်ပဲဖြစ်စေရာကျိုးပဲဖြစ်စေအရာဝတ္ထုပဲဖြစ်စေပေါ့နော်အဲ့ဒီအရာကကိုယ်စီကလွတ်မြောက်သွားပြီးမှတန်ဖိုးရှိနေတာတန်ဖိုးတက်သွားတာပေါ့နော်အဲ့ဒီလိုမျိုးအခြေအနေမျိုးမှာသုံးပါတယ်မိုဘီလိုဒီစကားပုံရဲ့အတိတ်ပဲနဲ့သူ့ရဲ့အနက်အတိတ်ပဲနဲ့ကတိတ်ပြီးမကွာရတဲ့အတွက်ကြောင့်မလို့အတိတ်ပဲကတော့အများကြီးရှင်းပြစရာမလိုဘူးပေါ့နော်အဲ့တော့ဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်လက်ထဲမှာရှိတဲ့အချိန်မှာချစ်ချင်းမြတ်တာပဲဖြစ်ဖြစ်အရာဝတ္ထုပဲဖြစ်ဖြစ်တန်ဖိုးထားပါလို့မိုဘီလိုပြောချင်ပါတယ်။ဒါမှတန်းနေပိတ်ပိတ်